Fly stitch 2. ဒီ fly stitch ကိုပဲအရိုးတန်လို့ထိုးခြင်းရင်ကြတော့သူကဒီရစမယ်ပေါ့နော်ဒီရိုးတန်စမယ်ရိုးတန်နေစပြီးရင်သူဒီထိုးမယ်ပြီးသွားလို့ရှိရင်သူ့ရဲ့ဒီအပေါ်ဒီကြခွင်းလေးရယ်နောက်ဒီခွင်းလေးဒီအပေါက်ကလေးပဲပေါ့နော်ပြီးရင်သူ့ဒီနေရာပေါ့နော်ဒီခွင်းတိုင်းပဲသူ့ပြန်ထိုးပြီးရင်ထုတ်ဒီလိုလေးဖြစ်သွားပါနော်အဲ့ဖြစ်သွားရင် तू ကဒီတစ်ခါကျဒီအောက်ကိုဒီဟာလို့အောက်ကိုမထိုးဘူး तू ကကျဒီအတိုင်းထိထိုးလိုက်ထိုးနော်ပြန်လာဒီကိုပြန်သွားပြီးရင်ဒီခွင်းရှိနေတဲ့အချိန်သူငကိုရှိနေတဲ့အပေါက်ထဲကိုပဲပြန်ပြီးထိုးပြီးသွားရင်နောက်ထပ်အလေကြောရိုးတိုင်းလေးကိုတစ်ခါထိုး